Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Maha Karuniko Nato Hidaya Sabbapanina Maha Karuniko Nato Hidaya Sabbapanina Puridwa Parami Sabba Pato Tamodi Muktama Idina Tessa Vizina Tuji Me Hotu Tabra Idina Tessa Vizina Tuji Te Hotu Tabra Mahakaruniko Chimyato Tanajilo Surama Karuna Shido Mutato Nado Lunabima Tatua Pono I Puzo Tuo Kanyuro Mutato Myaswavya Shinguromya Chiti Tavapanina Lunzo Myasa Tatua Pono I Hidaya Logi Logomayo Puato Jumyadi Chenjunga Taiva Longzong no Parami, Dana Parami Asa Uveka Parami, Songito Sevato Parami, Roro, Purito, Pichino, Muya Pichino, Mutoja Otaman to Gamamia Lazato, Tamodi, Radamian, Tabiudaniano, Pato, Yarum Galivi Tamodi, Radamian, Tabiudaniano, Pato, Yotom Galivi Etenantesa within Ethiopia, Singoromia Gidi, Dana Parami Asa Uveka Parami, Songito Sevato Parami, Roro, Pichino, Mutavia, Radamian, Tabudaniano, Yarum Divigo, Yotom Divigo, Tam Yusuf Zoya Chenja Media Ominga, Long Titomaga, Yenego, Dana Dila, Sati Pansumia, Komu, Pudong Yaondo, Shin Diagada, Gamamiani, Diana, Brita, Pondi, Durogono, Alago, Sabrani, Yonyava, Kagate, 30 Andre, Shampian, Yue, Kusing the Pia, Jama Jen, Chana Jen, Boni Pidong Yadi, Hondu, Send them at the way. 故事公啊，也是东上，看人能见撇家把这功德的。是这个名字，滚他妈的！你滚他妈的！你。 ဒီကနေ့1389ခုနှစ်နရောလာဆန်း10ရက်29ရက်17လ2025ခုစနေနေ့နော်စနေနေ့နန်းနေ့9နန်းနေ့အပိုင်းချိန်ခွာမှာမော်လရာနေကျေးဇူးရှင်တပည့်များဖြစ်ကြသောဥအောင်မြတ်ဒေါ်မြို့တင်ဥဝဆေဒေါ်သိန်းဘိုဥညိုဝဲဒေါ်သိန်းဘိုနဲ့တကွအခြားခြားသောအလူဒါယကဒါကမာများဤမိဘများတို့အားယေရှုမူထားပြီးပါအလူဒါယကမာများဖြစ်ကြသောမောင်အောင်စိုးလွင်မအေးခိုင်တာမောင်စုသူမောင်ဥအောင်မြင့်ဆွေပါနော်ဒီဥအောင်မြင့်ဒီလားဥအောင်မြင့်ဆွေဒေါ်ခင်နေကြီးတာမောင်အောင်တွန်းဆက်မောင်ဆန်းအောင်မမူဝဲတာမောင်ကောင်းမြတ်ကျော်မောင်ညီတွေ့မခင်စာအေးတာမောင်ဟင်းသူရေမောင်လွေမဝဝေတာမောင်အောင်ဖြိုးပိုင်မောင်မဲနိုင်မချိုဝဲတာမောင်အင်းမင်းကျော်မိသားစုတို့ကမိမိရဲ့နဲ့ဖြစ်သောတာယရဏသူတော်ရဲ့နဲ့ဖြစ်သောတာရဲ့နာမည်ဖြစ်ကြတဲ့မောင်စီသူမောင်အောင်တွန်းဆက်မောင်ကောင်းမြတ်ကျော်မောင်ဟင်းသူရေမောင်အောင်ဖြိုးပိုင်မောင်အေးမင်းကျော်တို့ကိုစစ်ပြပရိကရာဆုံးလင်းစွာနဲ့
မြတ်စွာဘုရားသာနာတော်တွင်သို့ရှင်သာမဏေဖြစ်ချီးမြှောက်ခြင်းထိုမှတပံမခေမြင့်မို့ကိုကန္နာဝဆနာအတော်များဖြင့်မြတ်နာသခြင်းမင်္ဂလာပြုလုပ်တဲ့အခါမှာဘုရားမှုရှိတဲ့ပင့်တန်ဃာရှင်မြတ်တို့အားမိမိတို့သည်စွမ်းရှိသလောက်စွမ်းသင်္ကန်းစာရည်တော်လူတန်းဝယ်စုစုတို့ကိုနိဗ္ဗာန်ကိုရည်မှန်း၍လူတန်းခြင်းဒီဟုသောကုသိုလ်ကောင်းမှုပြုလုပ်ရာအခါသမယမှာအနုမောဒနာတရားအနေနဲ့သာဂဒါဝေကတန်ရုပ်ပါဠိတော်မှာလာတဲ့အပမဒသုတ်တန်တရားကိုပဲအနုမောဒနာတရားအနေနဲ့ဟောကြားရနာယူကြအောင်နော်နာဘိတာတရားဆိုလို့ရှိရင်လည်းပို့လို့မှတ်မိတယ်ပို့လို့ရှင်းသွားတယ်လို့အဲ့ဒါစတဲ့မထားရနော်အဲ့ဒါအပမဒသုတ်တန်တရားကိုမနာကြမီအဓိကအပြင်တော့လူတကာတော်မှာများအနေနဲ့ငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေကပါဒီ6ဦး6ဆုံးပေါ့ငယ်တဲ့ပုဂ္ဂိုလ်တွေကဖြစ်တဲ့အတွက်ကြောင့်မိမိတို့အနေနဲ့မိမိသားသူတော်တို့ရဲ့သားကိုရှင်သာမဏေဖြစ်ဖြစ်မြတ်စွာဘုရားသာသနာတော်တွင်အနိဗ္ဗုဆောင်တဲ့အခါမှာမိမိတို့စိတ်ထဲမှာကြည်နူးနူးထားဖို့မိမိတို့လှူဒန်းတဲ့ကုသိုလ်ကောင်းမှုတွေကဘာတွေဖြစ်တယ်အဲ့ဒါလေးတို့သိဖို့အရေးကြီးတယ်နော်သိမှလည်းကောင်းတာကွဒါမှလည်းအောင်ပြုတတ်တာနော်ဒါမိမိတို့အကုန်ကြခံပြီးမှပြုလုပ်ကြရတာရှိဥစွာအဲ့ဒါလေးကိုအပမရတုတ်တန်တရားကိုမောကြားမိအချက်2ချက်3ချက်4ချက်5ချက်ပေါ့ကွာအချိန်ရရင်အဲ့ဒါလေးကိုပြောပြမယ်နော်အဲ့လေဘုဒ္ဓပြေနာဥကြကျန်တဲ့တရားနာပြိတ္တတရားတော့ကြားဥပါတယ်အကြောင်းထိုက်နေမှာပါအလူတော်ဓမ္မများအနေနဲ့ကမိမိတို့ဒီနေ့ဖျားမှုရှိတဲ့တန်ဃာတော်များကိုလှူဒန်းကြရတာဟာပူဇော်ကြရတာပူဇော်နှမျိုးနဲ့ပူဇော်တယ်လို့အဲ့လိုသိတာနော်ပူဇော်နှမျိုးကဘာလဲဆိုလို့ရှိရင်အာမိတပူဇာနဲ့ဓမ္မပူဇာပူဇော်ခြင်းဘယ်နှမျိုးလဲ2မျိုးအာမိတပူဇာဆိုတာကဖျားမှုရှိတဲ့တန်ဃာတော်များကိုစွမ်းတို့သင်္ကန်းတို့စာရည်တဲ့ဒီပစ္စည်းဝတ္ထုတွေနဲ့ပူဇော်တာဘာလို့သိရမလဲအာမိတပူဇာဒါပါတယ်ဒါစိတ်ထဲဆွဲနေရမှာနော်အလူလုံတုံတရားနာတော့နေမကဘူးအတဲ့နဲ့ခန္ဓာကိုတည်မြဲနေသမျှကာလပတ်လုံးမနေရလို့သိကြတော့မယ်ဆိုလို့ရှိရင်လေဒီကုသိုလ်တွေကိုအာရုံပြုတဲ့ဘုရားကြီးတာနော်ဒါလို့စွမ်းသင်္ကန်းဆိုင်တဲ့ပစ္စည်းဝတ္ထုအစုစုကိုလှူဒန်းတာပါလေအာမိတပူဇာဓမ္မပူဇာတော့အခုနောက်လုံးကဖះကြောတဲ့နေရာမှာဗုဒ္ဓနုတ္တိဆိုတဲ့ဖះကုံအောင်ပြုလားပြုတယ်နော်ဓမ္မနုတ္တိဆိုတော့ဘယ်ကုံလဲတရားတော်ကုံကိုတန်ခါနုတ္တိဆိုတော့ဗာလဲတန်ခါတော်ကုံကိုအဲ့လိုအောင်ပြုတယ်အချင်းအပြင်ပြောတာနော်အကျယ်တော့အများကြီးပေါ့အဲ့လိုကုံတွေအောင်ပြုပြီးမှပူဇော်တာကဓမ္မပူဇာလို့သိရမှာနော်ပူဇော်ခြင်းဘယ်နှမျိုးနဲ့ပူဇော်တာလဲ2မျိုးအဲ့လိုသိအဲ့တော့2မျိုးလုံးနဲ့ငါတို့ပူဇော်တာငါတို့ဒီနေ့မိမိတို့ရဲ့သားသူတော်ဘာတို့ရဲ့သားတွေကိုရှင်ပြုတာတာမန်ပစ္စည်းဝတ္ထုလူတဲ့အာမိတပူဇာတဲ့မကဘူးဓမ္မပူဇာနဲ့ပူဇော်တယ်အဲ့လိုသိတာနော်တရားဘုံဘုံနေမဲ့တရားချီးမြှင့်တာလဲဒါဒီအလှတကာမှာများအကြောင်းပြုပြီးမှမြတ်စွာဘုရားဟောကြားတဲ့တရားဟောတာပဲနော်ဒီဟောကြားတဲ့တရားလဲအလှတကာမှကြောင့်ဖြစ်ပေါ်လာတဲ့တရားပဲနော်ဒါလဲဓမ္မပူဇာလို့အဲ့လိုသိတာနော်ဒါကြောင့်လို့ရှေ့သူတော်ကောင်းကြီးတွေမစ်ဆူစားတဲ့စကားရဲ့ရှိတယ်နော်ဘလို့မစ်ဆူထားတယ်လဲဆိုလို့ရှိရင်အဲ့လေးမှတ်ထားမှာဓမ္မရေးလဲမဖြစ်နဲ့ဓမ္မရေးလဲဗာလဲမဖြစ်နဲ့လောကရေးလဲမကင်းနဲ့လက်ဆိုကြတယ်နော်အဲ့ဒီနေရာမှာနော်ဓမ္မဆိုတာကဒီ
天的把你撇的他妈表达么？他无穷的嘛，那拢说的地下表达喏，个历史这里没有。他妈伊来没骗呢，他妈伊来没骗呢，老家伊来没见呢，他妈伊来没骗呢。လောကရေးလည်းမကင်းနဲ့ကဲဆိုကြည့်တယ်မှာဒါရှင်းပြမယ်နော်ဓမ္မရေးလည်းမကင်းနဲ့ဓမ္မရေးလည်းမဖြစ်နဲ့ဆိုတာကညတော့အပြင်သူရောကိုရောစဉ်းစားကြည့်နော်မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေတရားစာတွေကိုကြည့်ရမှာနော်သို့မဟုတ်အလူဘဲမှာတွေ့လို့တရားဘွဲရှိတယ်ဆိုလို့လည်းတရားနာမှာနော်အဲ့လိုတရားနာလို့ရှိရင်ကဲဒါနပြုနေလူပုံလုံးနေမသိနိုင်ဘူးလားသိနိုင်တယ်တိလားဆောက်တူပုံဆောက်တူနေမသိနိုင်ဘူးလားသိနိုင်တယ်ကမ္မဋ္ဌာန်းဘာဝနာတရားပွားများဝါယနေမသိနိုင်ဘူးလားသိတယ်သိတဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်မှာဖြစ်မှာတော့မလားမဖြစ်တော့ဘူးမဖြစ်မှပဲကောင်းမှာနော်ဒါလေးကိုမှတ်ထားလောကရင်လည်းမကင်းနဲ့ဆိုတော့တရားဓမ္မတွေတွေးကြည့်ပါလောကမှာလူတွေလို့နေကြတာမဟုတ်လားရဲ့ဒါစဉ်းစားကြည့်ပြသူ့မှာကဲဒီနေ့ဆိုထားပါတော့ခုနလူတော်ကအောင်စိုးလွင်တို့အေးခံတို့စတဲ့လင်္ကာ6ဦးရှိတယ်ပေါ့ကွာသူတို့အလူဒါနမှာဆွေမျိုးတော်သည်ဖြစ်စေမတော်သည်ဖြစ်စေဒီအလူဝဲကြီးပြည့်မြောက်ဝမ်းဝမ်းမှမကူကြဘူးလားကူကြရတာနော်ကူကြရတာဒါတည်းမကပါဘူးမိမိရဲ့ဘာမှကြောင်ရီကံရီဖေဟာအေးတန်ခါအေးအရေးကိစ္စတွေမရှိဘူးလားရှိတယ်အပြည့်မရှိတဲ့နေရာမှာဒီအဲ့ဒါမျိုးမှာကြားလို့ရှိရင်လေဒါလောကကြီးပဲလောကထွတ်မြောက်ဖို့နော်အဲ့ဒီအရေးတွေမှာလည်းကိုကအသားလေးကြောင်ကုန်နေလို့ဖြစ်ပါမလားမဖြစ်ဘူးကိုကလည်းသူများတာရေးမှာဖြစ်ဖြစ်နာရေးမှာဖြစ်ဖြစ်အပြည့်မရှိတဲ့လုပ်ငန်းမှာဖြစ်ဖြစ်ကိုဝမ်းကူညီမှမိမိအိမ်မှာအကြောင်းအစားတစ်ခုရှိလို့ရှိရင်လည်းကျန်တဲ့ပုဂ္ဂိုလ်တွေကကူညီကြတာနော်ဒါကြောင့်လောကရေးလဲပါတယ်လေမကင်းနဲ့လောကရေးလဲမကင်းရဘူးကိုကသူများကိုကူညီမှုမရှိတဲ့ကမရှိလို့ရှိရင်ကိုအိမ်မှာအကြောင်းအစားရှိတဲ့ကကူညီတဲ့လူကရှိပါမလားရဲ့မရှိဘူးအဲ့ဒါကြမှာပြောချင်တော့တာငါတို့ကဆင်းရဲလို့ဘာလို့အမှန်ကိုကချွတ်ရင်ခက်တာနော်ချွတ်ရင်ခက်တာနော်လောကရေးလဲပါတယ်လေမဖြစ်နဲ့ဓမ္မရေးလဲပါလေမဖြစ်နဲ့လောကရေးလဲပါလေလောကရေးကင်းလို့ရှိရင်အဲ့ဒါကြည့်ပြအလေးမူချကိုယ်မှာလူဒါနာပါလို့ဘာကိစ္စပါလို့ကူညီချင်တဲ့လူရှိပါမလားရဲ့မရှိဘူးအဲ့ဒါလို့ရှိဆရာတော်ကြီးတွေကဓမ္မရေးလဲပါလေမဖြစ်နဲ့တရားနာရတယ်မပြင်းရဘူးပြင်းဖြင်းသွားတော့ပါနော်လောကရေးလဲပါလေမကင်းနဲ့ကင်းလို့ရှိရင်ကိုယ်မှာအကြောင်းစားရှိလို့ရင်ကုညီဆောင်ရွက်တဲ့လူရှိပါမလားရဲ့မရှိဘူးဒါလေးတွေတတိပေးချင်တာနော်နှစ်ချက်ပြီးသွားပြီနော်နံပါတ်1ကပါတယ်လေအာမိတဘူဇာနဲ့ဓမ္မဘူဇာအခုနံပါတ်2ကပါတယ်လေဓမ္မရေးနဲ့လောကရေးတဲ့ကတမျိုးပြောအောင်မနော်နံပါတ်3နေနဲ့နံပါတ်3ကပို့လို့ကောင်းတယ်နော်ဒါမြတ်စွာဘုရားအင်္ဂုတ္တစရုပ်ကနိဗ္ဗာန်မှာဟောထားတာမဲ့သားစရာတော်ကောင်းပါတယ်လောကမှာတဲ့မြတ်စွာဘုရားကအဲ့ဒါသုတ်တန်လေးနာမည်ကသဝါလာတသုတ်တန်တဲ့ဆိုရခဲ့တဲ့သဝါလာတသုတ်တန်သူကပုဂ္ဂိုလ်၄မျိုးကိုပြောထားတာနော်အဲ့ဒါပုဂ္ဂိုလ်၄မျိုးကဘာလဲဆိုလို့ရှိရင်အဲ့ဒီထဲမှာမိမိတို့အကောင်းဆုံးရွေးချယ်ပြီးမှအလုပ်လုပ်ထားမှာနော်အဲ့ဒါနံပါတ်1ကအတ္တနဲ့အတ္တဟိတာယမိမိအကျိုးစီးပွားအလုံးကလည်းနောပရိပန်နောမကျင့်ဘူးတဲ့ကိုယ့်ရဲ့
အိမ်မှာကိုယ့်ရဲ့စီးပွားကြီးပွားရေးလည်းအလုပ်လုပ်ရလားမလုပ်ဘူးနော်ပရိဟိတာယအများအကျိုးစီးပွားအလုပ်ကလည်းနေဝပရိပန်တော့မကျင့်နဲ့မြန်မာလိုပြောမယ်ဆိုရင်နံပါတ်1ကကိုယ့်ရဲ့လုပ်ငန်းကိုလည်းမလုပ်ဘူးပြင်းတာပါကွာအခြားသောပုဂ္ဂိုလ်တွေရဲ့အပြင်းဖြစ်တဲ့လုပ်ငန်းမှာလည်းမလုပ်ဘူးဟောအတ္တဟိတလည်းမရှိဘူးပရိဟိတလည်းမရှိဘူးဒါနံပါတ်1မှတ်ထားနော်ကောင်းတာလို့တစ်ချက်ပါတော့ရလားဟဲ့မပါဘူးနော်ရှိတယ်နော်လောကမှာရှိတယ်အဲ့ဒါနံပါတ်1ပုဂ္ဂိုလ်မျိုးတွေနော်အတ္တဟိတလည်းမရှိပရိဟိတလည်းဗာလဲမရှိနံပါတ်1ကဲနံပါတ်2ကိုကြည့်နံပါတ်2ကဗာလဲဆိုပြီးပရိဟိတာယသူတစ်ပါးတို့၏အကျိုးစီးပွားအလုံးကပရိပန်တော့ကျင့်တယ်ဟောအများအကျိုးကကျင့်တယ်သို့တော်တဲ့အတ္တဟိတာယမိမိအကျိုးစီးပွားအလုံးကနောပရိပန်တော့မကျင့်တဲ့နံပါတ်2ကိုစကားပြေပြောမယ်ဆိုလို့ရှိရင်သူများရဲ့အကျိုးစီးပွားတော့ဆောင်ရတာပါကွာကိုယ့်ရဲ့စီးပွားရေးကြီးပွားရေးကိုယ့်ရဲ့အတွက်အလုပ်လုပ်ရလားမလုပ်ဘူးသဘောပေါက်တယ်နော်အလုံးဘယ်နှချက်ရှိသွားပြီလဲ2ချက်ကဲနံပါတ်3မှတ်လဲမှာနံပါတ်3ကဘာလဲဆိုလို့ရှိရင်အတ္တဟိတာယမိမိအကျိုးစီးပွားအလုံးကပရိပန်တော့ကျင့်တယ်တဲ့သို့တော့ပရိဟိတာယသူတော်ဘာအကျိုးစီးပွားအလုံးကနောပရိပန်တော့မကျင့်တယ်နံပါတ်3ပုဂ္ဂိုလ်ကကိုယ့်ရဲ့အိမ်မှာကိုယ့်အတွက်စီးပွားရေးကြီးပွားရေးတော့လုပ်လုပ်တယ်သို့တော့ရေရေးရွာရေးကြောင်းရေးကံရေးတန်ခါရေးဒီအလုပ်အစားတွေကြာလုပ်ရလားမလုပ်ဘူးအလုံးပုဂ္ဂိုလ်ဘယ်မျိုးရှိပြီလဲ3မျိုးနံပါတ်1ကတော့မကောင်းဆုံးပါနံပါတ်2နံပါတ်3ကနေပါကောင်းသေးတာနော်ကဲနံပါတ်4ကဘာလဲဆိုလို့ရှိရင်အတ္တနင်းစေဝမိမိအကျိုးစီးပွားအလုံးကလည်းပရိပန်တော့ကျင့်တယ်ပရိဟိတာယစသူတော်ရဲ့အကျိုးစီးပွားအလုံးကလည်းပရိပန်တော့ကျင့်တယ်နံပါတ်4ကတော့အကောင်းဆုံးတော့မိမိရဲ့ကိုယ်ကျိုးစီးပွားရေးတွေလည်းဗာလဲအလုပ်လုပ်တယ်သူတစ်ပါးရဲ့အများရဲ့အကျိုးစီးပွားအလုံးကလည်းဗာလဲအလုပ်လုပ်တယ်အဲ့တော့ပုဂ္ဂိုလ်ဘယ်နှယောက်ရှိရတယ်လဲ4ယောက်နံပါတ်1ကမကောင်းဆုံးပါနော်နံပါတ်1ကမကောင်းဆုံးပါနံပါတ်2နဲ့နံပါတ်3ကဗာလဲနည်းတဲ့တူသေးနံပါတ်4ကတော့ပို့လို့မလားကောင်းတာမလားရဲ့အဲ့ဒါနံပါတ်4ဖြစ်အောင်ကြိုးစားကြမှာဗျအခုအလူတကအလူမတွေကခိုင်ငယ်ရှိသေးတယ်မလားရဲ့ကဲအဲ့ဒီ4မျိုးထက်မှာအဆိုးဆုံးကပါလဲနံပါတ်1လား2လား3လား4လားရဲ့နံပါတ်1အဲ့ဒါကိုမြတ်စွာဘုရားဥမာနဲ့ပေးထားတာဗျာခက်ချင်းချင်းမှဥမာပေးထားတာခက်ချင်းချင်းဘလို့ဥမာပေးထားရလဲဆိုလို့ရှိကြည့်ဝါတလုံးရှိတာပါကွာ၄ပေ၅ပေသို့မဟုတ်ရင်ဒုတ်တစ်ချောင်းရှိတာပါ၄ပေ၅ပေနော်မြစ်စီတိုင်းအောင်ပြထားနော်ဘုရားဟောထားတာဥမာလေးနဲ့အဲ့ဒါဒုတ်တစ်ချောင်းမှာသို့မဟုတ်ရဲ့ဝါတစ်ချောင်းမှာ၄ပေ၅ပေဝါတစ်ချောင်းမှာအဖျားနှစ်ဘက်ကမီးလောင်ကျွမ်းနေတာတဲ့နော်အဖျားနှစ်ဘက်ကဘာဖြစ်တာလဲမီးလောင်ကျွမ်းတာလောင်တဲ့မကမလို့ကျွမ်းကိုကျွမ်းတာနော်အလဲမှာဘာဖြစ်တယ်လဲဆိုလို့ရှိရင်အလဲမှာမစင်ကျင်ကြီးလူပြီးမှထားရတယ်မြတ်စွာဘုရားဟောထားတာဘင်းတစ်ဖက်မှာဗါရဲလဲမီးလောင်ကျွမ်းတယ်အလဲမှာဘာလူထားရလဲမစင်ကျင်ကြီးလူတယ်တဲ့အဲ့ဒါဝါကိုစောစောလုံးကတော့ဒီရှင်းရှင်းလုံးကတော့လူတွေတင်းချမ်းမှာတကြိုလို့ရှိရင်တဇူဝါဆိုတာကြားဖို့တယ်မလားရဲ့အဲ့ဒါသဘောပဲအဲ့လိုတဇူဝါမှာ၄ပေ၅ပေလောက်ဆိုတဇူဝါမှာအဖျားနှစ်ဘက်ကလည်းဘာဖြစ်တာလဲမီလောင်ကျွမ်းတယ်အလဲမှာလည်းဘာဖြစ်တယ်လဲမစင်ကျင်ကြီးလူတယ်အဲ့ဒါဝါကိုအဲ့ဒါဒုက္ကိုကဲအိမ်မှာအသုံးချလို့ကောင်းမှာတော့မလားမကောင်းဘူးမိမိရွာမှာအသုံးချလို့ကောင်းမှာတော့မလားမိမိမြို့မှာအသုံးချလို့ပြစ်ပါတော့မလားဘယ်နေရာမှာအသုံးချလို့ရပါတော့မလားရဲ့အဲ့ဒီပုဂ္ဂိုလ်နဲ့နံပါတ်1ပုဂ္ဂိုလ်ကတူတယ်တဲ့နော်ဒါလို့မိမိရဲ့အကျိုးစီးပွားလည်းအလုံးမလုပ်ဘူးသူတစ်ပါးရဲ့အကျိုးစီးပွားလည်းအလုံးမလုပ်ဘူးအားလုံးပြင်းနေတာပေါ့ကွာပြင်းနေတာပေါ့ပြင်းတဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ကမြတ်စွာဘုရားဟောကြားတဲ့သဝလာတတုတ်တန်အရာနှစ်ဖက်ကပါတယ်လေမိလောင်ကျွမ်းအလယ်မှာပါဖြစ်တယ်လေ
မစင်ချင်းကြီးလူအဲ့ဒါနဲ့တူတယ်ဆိုမြတ်စွာဘုရားကသောဝါလာတသုတ်တံမှာဟောထားတာရှိတယ်နော်အဲ့ဒါလေးတွေမှတ်ထားတဲ့တရားနာလို့ရှိရင်ဘုဒ္ဓဖြစ်ဒါပြောတော့ပါရဲ့ဓမ္မရေးလဲပါလဲမဖြစ်နဲ့ဆိုတရင်ကြွလို့ရှိရင်မိမိတို့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုလူငယ်တွေကိုတက်ငယ်တဲ့ပုဂ္ဂိုလ်တွေလာလို့မကြောကြဘူးလားရဲ့ကြောတကဒီတန်းကြီးသူများကြောတဲ့ပစ္စည်းကိုကြည်လောဘတက်ပြီးယူနဲ့ကို့မှာအကျိုးကျေးဇူးများပါမလားကြောတဲ့လူလည်းအကျိုးကျေးဇူးများပါမလားရဲ့မများဘူးကြောတဲ့လူလည်းအကျိုးကျေးဇူးမများဘူးအကျိုးကျေးဇူးများအောင်ဆုံးမစကားလေးပြောရတယ်အခုနပြောတဲ့လေးပြောရတာပါရဲ့ခုနပြောတာလေးပြောရတာပါပုဂ္ဂိုလ်ဘယ်နှမျိုးတည်းလဲဟောတာအဲ့မှာအဲ့ဒါလေးကိုပြောရတယ်ဓမ္မကုတ္တဝင်ကြည်တာလှူတဲ့လူလည်းကြောတဲ့လူလည်းအကျိုးကျေးဇူးများတယ်ကြောခံတဲ့ပုဂ္ဂိုလ်လည်းဗာလဲအကျိုးကျေးဇူးများအောင်ပြန်ပြောမယ်ဆိုလို့ရှိရင်ဒီသောဝါလာတသုတ်တံမှာကြည်လဲနံပါတ်1ကမိမိရဲ့အကျိုးစီးပွားလဲဗာလဲမလို့သူတစ်ပါးရဲ့အကျိုးစီးပွားလဲမလို့အပြင်းဆုံးမလားရဲ့အဲ့ဒါမျိုးမဖြစ်အောင်ကြိုးစားမှာနံပါတ်2ကအများအတွက်တော့လုပ်တယ်ကိုယ်အင်စီပါရဲ့ကိုယ်အကျိုးတော့လုပ်ရလားမလုပ်အသင်တင်တော့ကောင်းတယ်တစ်ချမ်းကောင်းတစ်ချမ်းမကောင်းမို့နံပါတ်3ကကိုယ်အကျိုးစီပါရဲ့တော့လုပ်တယ်ကိုယ်အင်အတွက်တော့လုပ်တယ်ရဲရွာရဲ့အများအတွက်အလုပ်လုပ်ရလားမလုပ်ဘူးဒါလည်းတစ်ချမ်းကောင်းမှတစ်ချမ်းပုတ်ပါနံပါတ်4ကကိုယ့်ရဲ့အကျိုးစီပါလဲလုပ်တယ်အများအကျိုးစီပါလဲလုပ်တယ်အကောင်းဆုံးမလားရဲ့အကောင်းဆုံးအဲ့ဒါမျိုးဖြစ်အောင်ကြိုးစားမှာနော်ကဲဘယ်နှချက်ရှိပြီလဲဘုံပြောတာ4ချက်ခေါင်းစဉ်အနေနဲ့ဘယ်နှမျိုးပြီးသွားပြီလဲ3မျိုးကဲနောက်တစ်ချက်ပြောအောင်မနော်တရားတူလို့အဲ့ဒါခေါင်းစဉ်လေးမဲ့သားစားလေးပြောတာအခုနာမည်လေးအနေနဲ့အပန်းလေးအနေနဲ့ပြောချင်တာကမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုခဏတစ်ပြုတ်အောင်ပြီးစမ်းပါနံပါတ်1ဂုဏ်တော်ပါလဲအရဟံနံပါတ်2ဂုဏ်တော်ပါလဲတမ္မာသမ္ဗုဒ္ဓောနံပါတ်3ဂုဏ်တော်ပါလဲဝိဇ္ဇာသရဏတမ္ပံတော့အဲ့ဒါလေးပြောချင်လို့ဝိဇ္ဇာသရဏတမ္ပံမှာကြည့်ဝိဇ္ဇာဆိုတာအတိညာဏ်ပြောတာနော်မြန်မာလိုပြောရဝိဇ္ဇာပါလဲအတိညာဏ်မြတ်စွာဘုရားမှာမတိတာလို့မရှိဘူးအဲ့လိုပဲသူရောကိုရောမြတ်စွာဘုရားအတူယူပြီးမှဒီတရားတို့ကောင်းတဲ့နေရာမှာတော့သိအောင်ကြိုးစားမှာနော်အတိညာဏ်ဘုန်းကြီးတွေဆိုလို့ရှိရင်ဒီလောကတရစာမွဲတွေဖြည့်တယ်ပါကွာအတန်းကြောင့်မနေတဲ့လူလည်းဒီပညာတွေတက်အောင်စာသင်တာပေါ့အဲ့လိုတက်မြောက်သွားလို့ရှိရင်ဝိဇ္ဇာဖြစ်သွားတော့တာနော်တော်ဘိုးတော်တွေဝိဇ္ဇာတွေပြောတာနော်စရဏဆိုတာဗာလဲဆိုလို့ရှိရင်အကျင့်ကောင်းတာနော်စရဏဗာလဲအကျင့်ကောင်းတာဒါတော့အတိညာဏ်ဝိဇ္ဇာအကျင့်စရဏနဲ့ဟောတန်ပဏလို့ဆိုတာမဟုတ်လားရဲ့တန်ပဏပြည့်စုံတာပါဝိဇ္ဇာစရဏတန်ပဏမြန်မာလိုပြောရမယ်ဆိုလို့ရှိရင်ကောင်းတော့ဗာလဲအတိညာဏ်နဲ့ဗာလဲအကျင့်မဟုတ်လားရဲ့အတိညာဏ်ဝိဇ္ဇာနဲ့ဗာလဲအကျင့်စရဏကိုပဲဝိဇ္ဇာစရဏလို့ခေါ်တာနော်သဘောပေါက်လားရဲ့ကဲအဲ့တော့ကြည့်လိုက်မြတ်စွာဘုရားကတော့ဒီသိလဲသိတယ်နော်သိတဲ့အတိုင်းလည်းမလုပ်တာလေကျင့်တာနော်ဒါကြောင့်လို့ဝိဇ္ဇာနာတံပဏဆိုတဲ့တတ္တယောက်မြောက်ဂုဏ်တော်ကိုရတာနော်ဒါမှကြည့်လဲအခုလောကမှာသူရောကိုရောပါလောမကြည့်လဲတချို့ကနော်ဝိဇ္ဇာအတက်ပညာတွေမတက်ဘူးလားတက်တယ်လူပါဖြစ်ဖြစ်ယဟန်ပါဖြစ်တက်တယ်ပေါ့ကွာစာသင်ရင်ဆရာကောင်းတမောင်းနဲ့စာသင်ရင်တက်တယ်ပါယဟန်ပါဖြစ်လူပါဖြစ်တက်တယ်ပါစာမသင်ရလဲမိကောင်းဖာကောင်းဆွေကောင်းမျိုးပေါ်ပြောဆိုတဲ့စကားနားထောင်လို့ရှိရင်တက်သိတာပဲနော်တက်သိလို့ရှိရင်ပါလဲဝိဇ္ဇာတက်သိတဲ့တက်ကိုကျင့်ရမှာဗျမကျင့်လို့ရှိရင်လောစရဏပါပါမလားမပါဘူးဒါလို့အတိညာတက်တော့တက်တယ်အကျင့်မကောင်းရင်စရဏပါပါမလားရဲ့တချမ်းပဲပါရဲ့ကဲတချို့လည်းရှိတယ်ဝိဇ္ဇာဆိုတော့အတက်ပညာတော့ဘာမှမတက်ဘူးစရဏအကျင့်ကတော့မကောင်းဘူးလားကောင်းတယ်ဒါလည်းတချမ်းပါရဲ့တချမ်းပဲပါတခါလိုက်ပဲပြီဝိဇ္ဇာအတက်ပညာလည်းဘာမှမရှိဘူးစရဏအကျင့်စာရိတ္တလည်းဘာမှမကောင်းဘူးဆိုတော့အကုန်လုံးကောင်းပါမလားမကောင်းဘူးတချို့လည်းကြည့်ဝ
ဝိဇ္ဇာအတက်ပညာလည်းရှိတယ်အတက်ကိုတက်တဲ့လောက်စရဏကြည်ကြံအထုမှုလည်းမရှိဘူးလားရှိတယ်အဲလိုဖြစ်အောင်ကြိုးစားရမှာနော်သဘောပေါက်လဲသဘောပေါက်မှာမှာဘုန်းကြီးတွေစာမွေးအောင်တို့ဂုဏ်ပြုပွဲလုပ်တဲ့နေရာမှာဆရာတော်ကြီးတစ်ပါးမင်းကြားထားတာရှိတယ်ကွာဘုန်းကမှတ်ထားတာအဲ့ဒါဂုဏ်ပြုပွဲတွေလုပ်တဲ့ကဘယ်လိုလဲအဲ့ဒါဝိဇ္ဇာစရဏဝိဇ္ဇာစရဏတံပဏတတ္တရမြောက်ဂုဏ်တော်ပဲအဲ့ဒါဆရာတော်ကြီးဩဝါဒပေးတာဘယ်လိုပေးလဲဆိုလို့ရှိရင်မှတ်ထားဦးဇင်းလေးတွေကစာမွေးတွေကအောင်တော့အစင်တက်မြင့်မြင့်အောင်တော့ဘယ်လိုဩဝါဒပေးလဲဆိုတော့ဦးဇင်းလေးတွေစာသင်လို့ဉာဏ်ကောင်းလို့ဘဝပါရမီရှိလို့ဒီဘဝမှာလည်းကြိုးစားတဲ့အတွက်ကြောင့်ဝိဇ္ဇာဆိုတဲ့စာတွေကတော့တက်ကြပြီနော်အဲ့လိုစာတက်ကြသလိုစရဏယံဝိနည်းနဲ့လည်းညီအောင်နေနော်သူတို့ပြောတာနော်စာတက်ရုံနဲ့ပြီးရလားရဲ့မပြီးဘူးစရဏအကျင့်လည်းကောင်းမှာလူတွေလည်းတို့တူပဲစာရတက်ဤအကျင့်မကောင်းလို့ရှိရင်ဘယ်လိုလဲဆိုလို့ရှိရင်ပညာတဲ့လူမကြီးဖြစ်တတ်တယ်တဲ့မထားမနော်လူတွေလည်းတို့တူပါပညာတော့တက်တယ်အကျင့်မကောင်းရင်ကောင်းမှာမလားရဲ့ပညာတော့တက်တယ်လူမကြီးဖြစ်သွားတယ်တဲ့တခါလာပြန်ပြီပညာတော့မတက်ဘူးပညာတော့မတက်ဘူးဒါပေမဲ့အကျင့်စာရိတ္တတော့ကောင်းတာရှိတယ်နော်ဒါဘုံပုတ်ကတ်တာဦးနော်တချို့ရိတ်တာဖွင့်ပြီးမှကြီးမှသင်္ကန်းဝက်ဆရာကောင်းသမားကောင်းတို့နေနဲ့တရားလည်းမရဘဲနဲ့ဆရာကြီးလုပ်ခြင်းလို့ရိတ်တာဖွင့်ပြီးမှနေတာစာတက်ရလားရဲ့စာမတက်ဘူးဒါပေမဲ့စရဏအကျင့်ရတော့ကောင်းတယ်နော်ဒါမျိုးကလည်းမပြည့်စုံသေးဘူးတဲ့ဗျာဒါကြဘာဖြစ်တယ်လဲဆိုလူသူတော်ကောင်းကြီးဖြစ်နေတာနဲ့တူတူပါပဲတဲ့နော်အကောင်းဆုံးတော့ဗာလဲဝိဇ္ဇာလည်းရှိရမယ်စရဏလည်းဗာလဲရှိရမယ်တက်အောင်လည်းသင်တက်အောင်လည်းလေ့လာတာတက်တဲ့အတန်းလည်းတက်နေသမျှကောင်းမှနေထိုင်ရမှာနော်အဲ့လိုနေထိုင်လို့ရှိရင်မြတ်စွာဘုရားကိုအတူယူပြီးမှမြတ်စွာဘုရားတတ္တရာဂုဏ်တော်ဖြစ်တဲ့ဘာဂုဏ်တော်လဲဝိဇ္ဇာစရဏတံပဏပြည့်စုံတော့အဲ့လိုဖြစ်အောင်ကြိုးစားမှာနော်ကြိုးစားမှာဒါလို့ဒီဘုံအချက်၃ချက်၄ချက်ပြောတဲ့အထဲမှာနံပါတ်1အစမှာပါပြီဓမ္မရေးလဲပါလဲလေမဖြစ်နဲ့လောကရေးလဲမကင်းနဲ့အဲ့ဒါလေးဥတည်ပြီးမှဓမ္မရေးလဲပါလောကရေးလဲပါတဲ့မြတ်စွာဘုရားဟောကြားထားတဲ့တာဂတာဝေကတန်ယုပါဠိတော်မှာအပ္ပမရသုတ်တံကိုဆက်လက်ပြီးမှကဲနာကြားကြအောင်နော်ဒီအပ္ပမရသုတ်တံကိုမြတ်စွာဘုရားဘယ်နေရာဘယ်ဌာနမှာဟောကြားတော်မူသလဲဆိုလို့ရှိရင်နော်မြတ်စွာဘုရားတာဝတိမြို့ဝိတာကဒါယကမှာလူတန်းနဲ့ကြောင်းပါကြောင်းလိုက်ပုပ္ပဝံကြောင်းဒါလောကတရာအနေနဲ့ဒါတုတ္တအကြမြင်ရှိမှသိတာနော်တာဝတိမြို့ဝိတာကဒါယကမိုင်လူတန်းနဲ့ပုပ္ပဝံကြောင်းမှာမြတ်စွာဘုရားတရင်သုံးပြီးမှနေရတဲ့အချိန်မှာအဲ့မှာကောသလမင်းကြီးကအချွေရပရိသတ်တွေနဲ့လာပြီးမှလာတာလဲဒီသူနေ့လဲစားသုံးဆောင်ပြီးတဲ့အချိန်လာတာအချွေရပရိသတ်တွေနဲ့မတူတန်လာလဲဆိုလို့မြတ်စွာဘုရားတန်လာနော်မြတ်စွာဘုရားတန်လာတာလာပြီးမှသူရှောက်ချင်တာလေးကိုရှောက်ချင်တာအဲ့မှာရှောက်မရှောက်ရသေးဘူးဘာဖြစ်တော့လဲဆိုကောသလမင်းကြီးကအစာကြီးတော့အစာကြီးတယ်ယုံနေတရားမရှိဘူးမြတ်စွာဘုရားဟောကြားတဲ့တရားမလို့တာတစိတ်ချက်ကုန်တယ်ကွာဘယ်နော်တစိတ်ဆိုတော့လေးပြီးတစိတ်မလားရဲ့ဒါလည်းမရှိဘူးလို့ပြောနေကွာတခက်မှာတရားဟောလို့ရှိတတ်တယ်နော်ဟင်းကလည်းတာထားတယ်ဗျာထို့အတူပါလားမနေဘူးစားတယ်နော်သူကတလို့တရားအဲ့ဒါစာပေထဲမှာကြည့်ရတာမှတ်တမ်းတင်ထားတာပေါ့ဖရာဟောရဟန္တာပုဂ္ဂိုလ်တွေရဟန္တာပုဂ္ဂိုလ်တွေနောက်ပိုင်းမှာသီလသမာဓိပညာနဲ့ပြည့်စုံတဲ့ဆရာတော်တန်ဃာတော်တန်ဃာနဲ့တင်တဲ့အစစ်စစ်မှာမှတ်တမ်းတင်ထားတာရှိတယ်နော်အဲ့ဒါကောသလမင်းကြီးအခုလိုတရားနာတဲ့ပုဂ္ဂိုလ်တွေကိုထိုင်ပြီးမှနေအစရုစုနေကောသလမင်းကြီးဆွန့်နေကြီးနေတာပါအရဲ့အမောင်းလဲကောင်းတော့
လောက်တိသူအစားကြီးတယ်လဲသခုနပြောပြီးဆံဘလောက်တယ်လေတစိတ်ချေယုံနေတရားမရှိဘူးနော်ဘုရားဟောမလို့တာအစားကြီးတော့ဘက်ကရွှဲကြီးနွေရသည်ချွတ်လို့ရှိရင်ဒီမျက်နာတို့လေပင်တို့ရင်ဘက်တို့ကချွတ်ရင်အောက်ကိုစီးလို့မသွားဘူးလားချွတ်တယ်အဲ့လိုမစီးနိုင်ဘူးတဲ့သူ့ရဲ့ဘက်ခေါက်ကြီးမှာအဲ့ဒါချွတ်တွေတင်းနေတယ်လို့ဆိုတော့ပါရဲ့ရေချိုးလဲအဲ့လိုပါလေရေချိုးလို့ရှိရင်လဲရေချိုးမတဲ့ရေချိုးလို့ရှိရင်ရေကဒီပေါင်နေဒူးတွေကိုသွားတော့ရဲ့လားမသွားဘူးဘက်ခေါက်မှာတင်းနေတာလှုပ်ပြရတာတဲ့ကိုအောင်ရေလှုပ်ပြမှအဲ့ဒါရေကကြာတာတဲ့နာမည်ကကောသလမုံလိုက်ရဲ့ကောသလဒါနဲ့သူ့နာမည်ကနာမည်တိုးတော့တာဗျပတ္တိနိတိကောသလပတ္တိနိတိလို့ပါတော့ပတ္တဆိုတာပါဠိစကားမြန်မာလိုကနာပေးပြောတော့ပါရဲ့နိတိကပါလဲမြင့်လိုပဲတဲ့နာမည်ကကောသလအစာကြီးဘက်ခေါက်တူချွေပါစီကြရေးပါစီကြအဲ့ဒီနေရာမှာဟောအမျိုးသမီးတွေတနခါလိမ့်နဲ့တနခါပြောက်ပြီးမရှိဘူးလားအဲ့မှာတနခါကြောက်ပြီးတစ်ပတ်မှာရေတင်တယ်လို့ပါကောသလမင်းကြီးကဘက်တစ်ပတ်လည်းမှာဘာဖြစ်နေတော့လဲရေတွေတင်နေတာဒါနဲ့ငယ်နာမြည်တယ်မကတော့ပတ်သိနတိကောသလမင်းကြီးပတ်တာကပါလဲနံပါနတိကပါလဲအဲ့လိုကြီးနေတာအဲ့လိုနေတာဒါနဲ့မြတ်စွာဘုရားတရားတော်မင်းကြီးပြင်ပန်းသလားပြင်ပန်းပါလေဗျာဒီပြတော့ခုစားပြီးသားအချိန်ကြောင်းတော်လာတာပါဗျာအမြတ်စွာဘုရားအဲ့လိုလျှောက်တာနော်လျှောက်တော့တရားတော်မင်းကြီးအစားအသောက်ကိုအတိုင်းရှိသိရတယ်အစားအသောက်ကိုအတိုင်းရှိသိမှလောကကြီးတန်တရားကြီးအတွက်အလုံးလုံးနေတာလို့မြတ်စွာဘုရားအမိန့်ရှိတာနော်ဒါလည်းစဉ်းစားကြည့်နော်မိမိတို့အနေနဲ့တဲ့တဲ့အစားအစာဘာလို့ရမလဲစားမှာတဲ့တဲ့အစားအစာဆိုမဲ့အဲ့ဒါတဲ့တဲ့အစားအစာအလွန်ကျွံစားလို့ရှိရင်ကျမ်းမာရင်ညီပါမလားမညီဘူးဒါသတိထားမှာနော်ကိုတခါလာပြီကိုကဒီအစားအစာမတဲ့ပါဘူးဆိုလို့ဒီအစားအစာစားလို့ဖြစ်ပါမလားရဲ့မဖြစ်ဘူးစားဒုက္ခရောက်မှာပဲနော်ဒါတော့မြတ်စွာဘုရားအဲ့လိုမြတ်စွာဘုရားသတိပေးတဲ့အခါကောသလမင်းကြီးကကောသလမင်းကြီးကိုမြတ်စွာဘုရားဟောထားတာအဲ့မှာမနုဿတတရာဒုက္ခိအစာရတဲ့ပြင်အဲ့မှာဟောထားတာဒါလေးကိုဆုံးမလို့လည်းငါလည်းဆိုကြတယ်အလုံးတော့အစာအတော့ကိုအတိုင်းရှိပြီးမှကိုနေမြတ်တယုံလေးစားလို့ရှိရင်ဘလောက်ဒီကောင်းကျိုးတရားရနိုင်တယ်လဲဆိုတော့မြတ်စွာဘုရားဟောကြားထားတာနော်ဒါလေးကိုလက်ဆိုရမှာနော်တရားနာတဲ့ပုဂ္ဂိုလ်လည်းလက်နေသမျှလက်ပါစားလို့ကောင်းတဲ့အလုံးကျွန်းစားရပါမလားမစားရဘူးမတည့်တဲ့အစားအစာကိုလည်းစားရပါမလားမစားဘူးစားရင်ဒုက္ခရောက်မှာပဲမြတ်စွာဘုရားအဲ့မှာဟောတာကဲလက်ဆိုတဲ့ဂါထာလေးကိုဆုံးလို့လည်းလောက်ထားတာနော်တန်ရှိတိကသုံးဆောင်ပါသုံးဖြာကြိုရသည်တန်ရှိတိကသုံးဆောင်ပါသုံးဖြာကြိုရသည်အတန်ရှိကိုသိပြီးမှအစားတော့ကိုဆင်ញင်လို့ရှိရင်ကောင်းကျိုးဘယ်နှမျိုးရမှာလဲဘာဒီလဲဆိုလက်ဆိုဝေရဏကင်ရွယ်တင်ခြင်းမရွယ်သိရှိမည်ဝေရဏကင်ရွယ်တင်ခြင်းမရွယ်သိရှိမည်တန်ရှိတိကသုံးဆောင်ပါသုံးဖြာကြိုရသည်ဝေဒနာကင်းရွယ်တင်ခြင်းမရွယ်သိရှိမည်အဲ့မှာပြောမှဆိုလို့ကြည့်အတန်းရှိကိုသိပြီးမှမိမိနဲ့တင့်တော်တဲ့အစားအစာစားတဲ့ပုဂ္ဂိုလ်ဟာတဲ့ဝေဒနာကင်းပါတယ်နော်ခန္ဓာရှိနော်ဝေဒနာတော့ခံစားမှာပါနော်သို့တော့အစားတော့မစင်ကျင်တဲ့လူလောက်ယောဂဝေဒနာထူပါမလားမ
မထူဘူးဒါကြောင့်ဝေဒနာကင်းရွယ်တင်ချင်းတဲ့ရွယ်တင်ချင်းဆိုတာဟောလူကလည်းအသက်50ဒီလူကလည်းအသက်50ဟောလူကလည်းအသက်60ဒီလူကလည်းအသက်60ဟောလူကလည်းအသက်40ဒီလူကလည်းအသက်40အသက်ချင်းကတော့တူတယ်ဒါပေမဲ့ရုပ်ရည်ချင်းကတူပါမလားမတူအစားတော့ဆင်းတဲ့လူကရုပ်ရည်တည်နေတယ်နော်ဝေဒနာကင်းရွယ်တင်ချင်းမရွေးအသက်လည်းရှိမယ်တဲ့အကျုံးကောင်းကျိုးတရားပဲမျိုးရမှာလဲအဲ့တဲ့တရားကိုမြတ်စွာဘုရားကကောသလမင်းကြီးကိုပြောတဲ့အခါဟောတဲ့အခါသူ့ရဲ့တူဖြစ်တဲ့သူတ္တသနာအဲ့ဒါလေးကိုသူကသတိပေးတာဟဲ့ငါတူငါပွဲတော်တည်တိုင်းငါပွဲတော်တည်တိုင်းမင်းအရှင်နာဘေးနာနေပြီးမှအရှင်မင်းကြီးပွဲတော်တည်တာဓမင်းသုံးဆောင်တာတင့်တော်ပါပြီလို့သတိပေးစမ်းကွာအဲ့လိုသတိပေးရင်သတိပေးတိုင်းပွဲတော်တည်တိုင်းတစ်ချင်းအမှတင့်ကိုငွေအသက်ပြား1000ပေးမယ်တချို့နေရာမှာ100လို့ဆိုတော့1000လည်းရှင်းတော့1000တန်ဖို့မရှိဘူးလားတင်ငင်းနဲ့လောက်ရှိမှာပေါ့အဲ့ဒါသူတူကလည်းသတိပေးတဲ့အကျိုးကြောင့်ကောသလမင်းကြီးကသတိထားပြီးမှအစားတော့အတိုင်းရှိသိပြီးမှစားတာနောက်ပိုင်းကျရင်တစလဲချစ်ပဲစားတော့တယ်ခန္ဓာကိုယ်လည်းပေါ့ပွားဖြစ်သွားတော့ရတယ်နော်အဲ့ဒါကောသလမင်းကြီးအပမရတော့တယ်မဟောသေးဘူးနော်ကောသလမင်းကြီးကြောင့်ပြောနေကဲအဲ့ဒီလိုကောသလမင်းကြီးဟာစောလုံးရတော့ပါတယ်လေတစိတ်ချက်စားရမလားရဲ့မြတ်စွာဘုရားဟောကြားတဲ့အစားတောင်းတဲ့ပတ်သက်တာကိုဆင်ခြင်တဲ့အခါတာမန်လူမှာကိုစားနေတဲ့ပုဂ္ဂိုလ်ကိုစားတဲ့တစလက်ချက်ပဲကုန်သွားတော့ပါနော်အဲ့ဒါအကျိုးကျေးဇူးများတာပါကွာအဲ့ဒါကောသလမင်းကြီးကမြတ်စွာဘုရားကိုရှောက်တော်မှာနော်အပမရတုတ်တဲ့စတော်မှာနော်ဘယ်လိုလဲဆိုလို့ရှိရင်အမှကြည့်အတိနုခောဗန္တိဧကောဓမောယောဥဘောအတိသမတက္ကရှဒိဋ္ဌတိဒိဋ္ဌတမိကင်းစေဝအထံတံပရာယကင်းစာတိဗန္တိဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားယောဓမောအကျင့်တရားသည်ဒိဋ္ဌတမိကပစ္စုပ္ပန်အတ္တဘောနှင့်ဖြစ်သောအထင်စေဝအကျိုးစီးပွားကို၎င်းတံပရာယကနောင်တမလဘဝနှင့်ဖြစ်သောအထင်စေဝအကျိုးစီးပွားကို၎င်းဥဘောအတ္တိအကျိုးစီးပွားနှစ်ပါးတို့ကိုတမတိရှာသိမ့်၍ဒိဋ္ဌတိတည်၏ဧကောတပါးသောသောရမောထုတရားသည်အတ္တုနုခောဟောဒီလောကကြီးမှာရှိပါသလားဖေယသူတို့ကောသလမြတ်လျှောက်တာနော်ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတဲ့ယခုဘဝမှာဖြစ်စေနိဗ္ဗာန်ရတိဘဝတောင်နှုံတန်တဲ့အဆက်ဆက်မှာဖြစ်စေကောင်းကျိုးတရားကိုပေးစွမ်းနိုင်တဲ့အရာဝတ္ထုဆိုတဲ့ကောင်းတဲ့တရားရှိပါသလားဗျာလို့မြတ်စွာဘုရားလျှောက်တာနော်ပိစုပန်မှာရောဟောတန်တရားမှာရောဒါပဲ့မှာနော်အဲ့ဒီလိုလျှောက်တော့မြတ်စွာဘုရားကအမိန့်ရှိတယ်နော်ဘယ်လိုမိန့်ရှိတယ်လဲဆိုအတ္တိကောမာရာဇဧကောဓမောယောဥပတေသမာတိရှာတိတိတိဒိဋ္ဌတမိကင်းစေဝအတံတမရယကင်းစာတိကဲတရားရှိလည်းမြန်မာလိုပြောမယ်နော်မြတ်စွာဘုရားကတရားတော်မင်းကြီးတဲ့ယခုဘဝမှာဖြစ်စေတန်တရားအစစ်စစ်မှာဖြစ်စေကောင်းကျိုးတရားကိုပေးစွမ်းနိုင်တဲ့အကျိုးပြုနေတဲ့တရားဆိုတာဟောဒီလောကကြီးမှာရှိပါတယ်လို့မြတ်စွာဘုရားမိန့်တာနော်မေးတာတစ်ခါဖြေတာလည်းပါလေတစ်ခါပြန်မလျှောက်လိုက်ပြီကောသလမင်းကြီးကကောတမောပနာဗန္ဒီဧကောဓမောယောဥပတေသမာတိရှာဒိဋ္ဌိတိဒိဋ္ဌတမိကင်းစေဝအတံတမရယကင်းစာတိဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားကယခုဘဝမှာဖြစ်စေနောင်တန်တရားမှာဖြစ်စေဘဝအဆက်ဆက်ကောင်းကျိုးတရားလောကီလောကရာကောင်းကျိုးတရားပေးစွမ်းနိုင်တဲ့တရားဆိုတာရှိတယ်လို့အမိန့်ရှိပါပြီဖေဟာအဲ့ဒီတရားဘယ်ဟာတွေပါလဲဖေဟာလို့ကောသလမင်းကြီးကမြတ်စွာဘုရားကိုလျှောက်တာနော်လျှောက်တော့မြတ်စွာဘုရားကပြန်လဲပြီးမှမိန့်ပြီနော်ပြောပြီနော်ဘယ်လိုပြောသလဲဆိုလို့ရှိရင်
အပမတော်ဟောမဟာရဇာဧကောဓမောယောဘောအတေသမာဓိရှာဒိဋ္ဌိတိဒိဋ္ဌံဓမိကိစေဝအတ္တတမရာယိကိသာတိမဟာရဇာမြတ်သောမင်းကြီးယောဓမောခြင်းတရားတိဒိဋ္ဌံဓမိကပစ္ဆဝအတ္တဘောနှဖြစ်သောအတ္တိစေဝကျိုးစီဝါဟု၎င်းတမရာယိကနောင်တော်လမောနှဖြစ်သောအတ္တိစေဝကျိုးစီဝါဟု၎င်းဥဘောအတေနပါဆုံးသောကျိုးစီဝါတို့သမာဓိရှာဒိဋ္ဌိဒိဋ္ဌိတိဧကောတဘာသောသောဓမောထုတရားသည်အပမတော်အပမရတရားပင်လင်သည်ဣတိသောဝါလလိုဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဟောစာကောင်းစွာမသွေမိန်ကြတော်မူ၏သည်သာလင်ကတိတရားတော်ဘောဓလမင်းကြီးတဲ့ယခုဘဝမှာဖြစ်စေနောင်တန်တရားအဆက်ဆက်မှာဖြစ်စေကောင်းကျိုးတရားကိုပေးစွမ်းနေတဲ့တရားဆိုတာရှိတယ်အဲ့တဲ့တရားကတခြားမဟုတ်ဘူးတဲ့အပမာဒတရားပဲလို့အဲ့လိုမိန့်နေနော်အပမာဒဆိုတော့မမိန့်နဲ့ဘုန်းကြီးတွေစုပေးတီလာပေးတဲ့ခါမပါဘူးလားအပမာဒိနတမ္မာဒိဋ္ဌလို့မပါဘူးလားမြန်မာလို့ပြောတော့မမေ့ကြနဲ့လို့ပြောတာနော်တခြားနေရာပြောတော့ဘူးနော်ကုသကောင်းမှုနဲ့ပတ်သက်လို့မမေ့ကြနဲ့ပြောတာအဲ့ဒါအပမာဒတရားဆိုတာအကျဉ်းအပြည့်တော့၃ပါးရှိတယ်နော်အကျဉ်းအပြည့်ဘယ်နှပါးရှိရလဲဒါနပြုခြင်းသီလဆောက်တည်ခြင်းကမ္မဋ္ဌာန်းဘာဝနာတရားပွားများခြင်းဆိုပြီးမှအပမာဒတရားကအကျဉ်းအပြည့်ဘယ်နှမျိုးရှိရလဲ၃မျိုးအကျယ်ကတော့10မျိုးရှိတယ်ဘယ်နှမျိုးရှိလဲ10မျိုးရှိတယ်မင်းနိုင်တော့တိမှာတင်ရဝပူတာမင်းနိုင်ပါလားဘယ်နှနေတော့တင်ွယ်အိမ်ငိုက်နေရောတယ်ဩရှေ့မှာကွာငါမင်းနဲ့မှတ်မသေးမလားအဲ့ဒါပြောပြမယ်နော်အဲ့ဒါ10မျိုးကဘာလဲဆိုလို့ရှိရင်ကွယ်တိပါတယ်တိတဲ့တရားတွေတိပါတယ်ဒါနဆိုအလူပေးတာတိလဆိုတော့5ပါးတိလ10ပါးတိလဆောင်ထိန်တာဘာဝနာဆိုတော့ဘုရားကုံတရားကုံတန်ခါကုံနဲ့ခန္ဓာ5ပါးယုံနဲ့တရားပြည့်ရှုတာဒါနတိလဘာဝနာအပဇာနာဆိုတာယူသိထက်တဲ့ပုဂ္ဂိုလ်ယူသိတာနော်တဲ့သဘောအပြတော့ခုနအလူတကာဓမ္မတွေရောတရားနာပရိသတ်တွေရောကြည့်ခုနကဘုန်းကြီးရဟန်းတန်ဃာတွေယူသိလေးစားစားမလုပ်ကြဘူးလားဒါအပဇာနာပါဟဲ့ခဏနေလို့ရှိရင်အသက်ငယ်ငယ်ကိုယ်ရလေးတွေဖြစ်လာတော့မှကိုယ်ရလေးတွေကိုရှိခိုးကြရတော့မှကြောကြရတော့မှနော်ဒါအပဇာနာပါဟဲ့ယူသိထက်တဲ့ပုဂ္ဂိုလ်ယူသိတာပါနော်နော်ဝေယဝိသအခုကိုမြင့်တို့အားလုံး6ဦးမင်းနိုင်တို့အလူပွဲမှာကြည်ကြည်နေရခင်းချင်းဆွမ်းကိစ္စအတွက်ချစ်ပြုကြတာဒီလက်ဖေးစာအတွက်ပြုပြင်ကြရတာဒီဘုန်းကြီးတွေကြွလာတဲ့အခါမှာနေရခင်းကြတာဒီခုနချီတုတ်ကြတာဒီကလကထိုင်နေပါလေချစသဖြင့်အလူပွဲကြီးအောင်မြင်အောင်ဖြစ်အလူပွဲကြီးအောင်မြင်ဖို့အတွက်အလုပ်တွေမလုပ်ကြဘူးလားဒါဝေယဝိသကုသိုလ်ပါရဲ့အဲ့ဒါယူသိတဲ့ပုဂ္ဂိုလ်ယူသေးတာရဲ့ဝေယဝိသကုသိုလ်ကသီလနဲ့အတူတူပဲနော်5ပါးသီလ10ပါးသီလထိန်းတာကဝါရိတသီလယူသိတဲ့ပုဂ္ဂိုလ်ယူသေးကုသိုလ်ကောင်းမှုမှာဝေယဝိသလည်းစောင့်တည်တဲ့အပဇာနာနဲ့ဝေယဝိသကစာရိတသီလလို့သိနော်တခါတော့ရမည်ပတ္တိဒါနတဲ့ကိုယ်ကကုသိုလ်ကောင်းမှုလို့ရှိရင်ခဏနေအလူတကာတွေကအမျှမွေဘူးလားအဲ့ဒါအမျှဝေမှာကျန်တဲ့တရားနာပရိသတ်တွေကငယ်လို့မနေဖက်နဲ့ဝမ်းမြောက်ဝမ်းသာတာရုမခေါ်ရဘူးလားအဲ့ဒါပတ္တိဒါနအမျှဝေမယ်ပတ္တနုမောဒနာသူတစ်ပါးအမျှဝေတာတာရုခေါ်မယ်အဲ့ဒါနှမျိုးကဒါနနဲ့သဘောတူတဲ့ကြောင့်ဒါနနဲ့အတူတူပဲနော်ကဲဘာဝနာကျန်သေးတယ်မို့လားရဲ့ဓမ္မသာဝနာအခုဘုံဝတရားဟောတော့တရားဓမ္မတွေတရားမနာဘူးလားစိတ်တခြားရောက်ရလားရဲ့ရောက်တယ်လို့ရောက်မှာစပါးသိတဲ့အချိန်ပေါ့အဲ့ဒါဓမ္မသာဝနာတရားနာတယ်စိတ်တခြားမြောက်ပဲတရားနာတာဒါတရားအထုတ်တာနဲ့အတူတူပါနော်ဓမ္မဒေသနာတွေကဘုံဝတရားဟောတယ်ဟိုအလူတကာဓမ္မတွေလူတဲ့ဆွမ်းတော့ပစ္စည်းဝတ္ထုတွေကိုရခြင်းနဲ့စိတ်မထားပဲနဲ့သိကြပါစေမှတ်ကြပါစေဆိုရရွှေရှင်နဲ့တရားမဟုတ်ဘူးလားဟောတယ်အဲ့ဒါတရားလည်းဒီအလူတကာဓမ္မကြောင့်ဖြစ်တဲ့အတွက်ကြောင့်အလူတကာဓမ္မများလည်းတရားဟောတယ်ဆိုတော့ကုသိုလ်ရရနော်
ဒါလို့ဓမ္မတဝနာတရားနာတယ်ဓမ္မဒေသနာတရားဟောတယ်ကိုသိတဲ့တရားအကြောင်းတွေကိုသူများကိုပြောတယ်နောက်ဒိဋ္ဌိစုကံမဒါနပြုတာသီလဆောက်တည်တာကမ္မထန်ဘာဝနာတရားပွားများတာတရားကောင်းတဲ့အလုပ်တွေပဲဆိုမှအယူဖြောင့်မှန်စွာယူတာနော်နောက်ကံအကျိုးကောင်းတာလို့ကောင်းတဲ့အကျိုးမကောင်းတာလို့မကောင်းတဲ့အကျိုးခံစားမှဒါကိုယုံကြည်တဲ့ဒိဋ္ဌိစုကံမပြန်ပြောမယ်ဆိုလို့ရှိရင်တရားနာခြင်းဓမ္မသဝနာတရားဟောခြင်းဓမ္မဒေသနာဒိဋ္ဌိစုကံမအယူဖြောင့်မှန်စွာယူခြင်းဆိုသုံးမျိုးမဟုတ်လားရဲ့အဲ့ဒါဘာဝနာဒါတော့ဒါနအုပ်စုမှာအလုံး၃မျိုးသီလအုပ်စုမှာအလုံး၃မျိုးဘာဝနာအုပ်စုမှာအလုံး၄မျိုးဆိုတော့3ရယ်4ရယ်ပေါင်းဘယ်နှမျိုးတည်းလဲ10မျိုးဒါပုံညကရိယာဝတ္ထု10ပါးခေါ်တော့ပါပုံညဆိုတော့ကုသကောင်းမှုကရိယာပြုလုပ်ပုံပြုလုပ်နည်းဝတ္ထုအရေးအတွက်ပါကုသပြုလုပ်ပုံပြုလုပ်နည်းအကျယ်အပြည့်ဘယ်နှမျိုးရှိရတယ်လဲ10မျိုးတူရသဘောပေါင်းလို့ရှိရင်စောလုံးကပြောပြီးဘယ်နှမျိုးတည်းရှိတာလဲ3မျိုးအဲ့ဒါမှတ်ထားဗျအခုအလုတကာတွေလောက်တာဒီ10မျိုးအကုန်ပါတယ်နော်ပါတယ်ဒါအသက်နဲ့ခန္ဓာကိုယ်ဒီမြဲနေတဲ့ကာလပတ်လုံးမှတ်ထားမှာနော်မှတ်ထားမယ်အဲ့လိုမှတ်ထားအဲ့ဒီ10မျိုးကိုမိမိတို့အနေနဲ့ဒီနေ့စိတ်ချပြီးလို့ရှိရင်မင်းတို့အသက်80 80 90နေကြမှာကွာကံကောင်းသလိုအလူပြီးလို့ရှိရင်ဒီကုသိုလ်တွေမေ့ရမလားမမေ့ရဘူးလားရဲ့မမေ့ရဘူးနောက်ပိုင်းလုံနေလဲဆက်လို့ပေါ့မလုံနေလဲဒီကုသိုလ်တွေကိုပြန်ပြီးမှအောင်ပြုတ်ရမှာနော်ကုသိုလ်ကောင်းမှုကိုမေ့ရပါမလားရဲ့မမေ့ရဘူးအလုံးကြားဘူးတဲ့စကားလေးရှိပါတယ်မေ့လျင်တုတ်တန်မမေ့လျင်နိဗ္ဗာန်ကြားဘူးတယ်မလားရဲ့ကုသိုလ်ကောင်းမှုမှာမေ့ပြီးတဲ့ပုဂ္ဂိုလ်ဟာမကောင်းတဲ့ဘဝတွေကိုရပြီးမှကျွဲဘဝနွားဘဝစသဖြင့်မကောင်းတဲ့ဘဝတွေရပြီးမှခဏနာသိရမှာနော်ဒါမေ့လျင်ပါတယ်လေတုတ်တန်ဒါနပြုတာဖရာတောက်တော်ရေကတာတွေဒါတွေစပါတာပေါ့ကွာအခုလိုအလူကြီးကျယ်လုပ်တဲ့ဟာတွေပါတာပါသီလဆောက်တည်တာတွေပါတာပါဘာဝနာတရားပွားများတာပါတာပါအဲ့ဒါမျိုးမမေ့လို့ရှိရင်တော့နိဗ္ဗာန်မှာနိဗ္ဗာန်မြောက်တော့ဆိုလို့ရှိရင်တန်တရားထဲမှာကျင်လည်ရလို့ရှိရင်လူကောင်းသူကောင်းမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်ဒါလို့မေ့လျင်ပါလားသုတ်တန်မမေ့လျင်ဒါလေးကိုမှတ်ထားမှာဗျဒါလေးကိုမှတ်ထားမှာနော်ဒါနလည်းပြုလုပ်ရမယ်သီလလည်းပါလဲစောင့်တည်ရမယ်ကမ္မထန်တရားကိုလည်းဘာလို့မလဲပွားများမယ်ဒါလို့ဒါနပြုတာခုပါပြီးလမ်းပါသေးလားပါပြီးပြီသီလစောင့်တည်တာပါပြီးလမ်းပါသေးဘူးလားပါပြီးပြီဘာဝနာတော့သမထဘာဝနာဆိုတဲ့တရားတန်ခါကိုရှ िख ိုးကြတာကြောကြတာအောင်မိကြဖုံးမြော်ကြရတာဒီသမထဆိုတဲ့ဘာဝနာကုသိုလ်မပါဘူးလားပါတယ်ကဲဝိပဿနာဘာဝနာပါအောင်ဆောင်းမလေးချပြီးမှရှင်းပြပြီးမှတရားသိမ့်မှာနော်ကဲကြည်ကြအလုံးနှလုံးသွင်းစမ်းမိမိခန္ဓာကိုယ်ကြီးမှာဘာတရားနဲ့ဘာတရားလဲရှိရလဲရုပ်တရားနဲ့နံတရားပဲရှိတာအဲ့ဒီသိချာအောင်ပြုရတာနော်ခဏတပြုတ်မျက်စိတမိတ်လျှက်တပြည့်လေးပါသဘောကျသွားရင်နှစ်ချက်သွားရင်ပါရမီကုသိုလ်ဟာဘဝစစ်စစ်ပါသွားတာနော်ဒီချင်းကရန်တဲ့ရန်မှာဖြစ်ပြီးမှနိဗ္ဗာန်မြင့်မပြုမှာနော်ဒါကြောင့်လို့မိမိရဲ့ခန္ဓာကိုယ်လုံးကိုကြည့်လိုက်မဆိုရုပ်တရားနဲ့နံတရားရှိတယ်နော်အဲ့ဒီရုပ်တရားကမြဲလားမမြဲဘူးစာတိလည်းသိပေါ့ငါတိလည်းသိပေါ့စာတိမသိရင်လည်းအလိုလည်းချော်ဖြစ်တယ်နော်ကဲရုပ်တရားဒီရုပ်တရားနဲ့တရားဆိုတဲ့ဒီခန္ဓာကိုယ်ကြီးရနေလို့ရှိရင်ကြည်နော်ဆင်းရဲဒုက္ခနဲ့မကြုံတွေ့ရဘူးလားကြုံတွေ့ရတယ်ဒါယုံနဲ့ဒုက္ခပါဒီခန္ဓာကိုယ်ကြီးဆိုတဲ့ရုပ်တရားနဲ့တရားကိုဖြစ်ချင်တဲ့ဖြစ်ရလားအသက်30ရွယ်40ရွယ်50ရွယ်သူတို့အရွယ်လေးနေချင်တာပဲနော်တာနဲ့သမီးနဲ့ဆွေနဲ့မျိုးနဲ့နေချင်တာပဲဒါပေမဲ့ရရလားမရဘူးအနတ္တပဲဒါတော့ကဲဆောင်းမုတ်လေးလက်ဆူစမ်းဒါအောင်ပြုထားမှာနော်အနိစ္စစက္ကထင်
Anexa Seka Tien Anexa Seka Tienဒါတရားနာတဲ့အရှင်ရောတော်သွားရင်နဲ့ဓမိတ်ချရင်နဲ့ရီချိုးသွားရင်နဲ့ဘယ်နေရာမျိုးမဆိုတလုံးသွင်းရမှာနော်ဒါရိတ်တာသွားမှာမဟုတ်ဘူးဒါတရားအထုတ်တော့ရိတ်တာသွားတော့ပို့လို့ဆရာသမားကြောက်တဲ့လုတ်ဖြစ်တာပေါ့ဩငါခန္ဓာကိုယ်ရဲ့ယုတ်တရားနဲ့တရားအနိစ္စဘယ်လိုနည်းမှမမြဲဘူးလို့စိတ်ထဲမှာနှလုံးသားထဲမှာအဲ့လိုထင်နေရမှာနော်တခါလိုက်ဒုက္ခဒုက္ခနှုတ်ကတွင်ဒုက္ခဒုက္ခနှုတ်ကတွင်ဒုက္ခဒုက္ခနှုတ်ကတွင်ဒါလည်းကြည့်ခန္ဓာ၅ပါးလို့လည်းခေါ်တယ်ယုံနာ၅ပါးလို့လည်းခေါ်တယ်ဒီဟာကြီးရလို့ရှိရင်ဆင်းရဲဒုက္ခနဲ့ကြုံရတာမဟုတ်လားရဲ့သွားရင်လာရင်လည်းခလုတ်တက်လို့နာတာအစာအသောက်တင်းလို့ပဲထဲလဲနာတာကောင်းကက်တာခြေတွေလက်တွေကျင်တာစသဖြင့်ဒါတာမယ်နော်တခြားဆင်းရဲဒုက္ခတွေလည်းမကြုံတွေ့ရဘူးလားကြုံတွေ့ရတယ်ဒါခန္ဓာကိုယ်ကြီးရှိလို့ယုံနဲ့နှစ်ပါးရှိလို့ရှုပ်သွားအနတ္တမဲ့ကြလူရှင်အနတ္တမဲ့ကြလူရှင်လူပဲဖြစ်ဖြစ်ရှင်ပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်ဘယ်တော့ဘယ်ဘက်ကိုမျိုးမဆိုဒီယုတ်တရားနဲ့တရားရလို့ရှိရင်အိုရမှာပဲမိုးချင်လဲအိုရမှာပဲမနာချင်လဲနာမှာပဲတချီချင်းကြမတည်ဘဲနဲ့တည်ရမှာပဲလက်ရှိအခြေအနေတန်းလေးနေချင်လို့ရပါမလားရဲ့မရဘူးအဲ့လိုပြောတာတခါအပူရှန်လေးထည့်လိုက်ဦးပြန်လို့ဆိုအနိစ္စနှုတ်ကတွင်ဒုက္ခအနိစ္စစက္ကထင်ဒုက္ခနှုတ်ကတွင်အနတ္တမဲ့ကြလူရှင်အတုပရှုကြထာဝစဉ်အတုပလည်းရှုရမှာအတုပရှုတာဆိုတာသိတဲ့လူမှအတုပမဟုတ်နော်ရှင်တဲ့လူလည်းအတုပပဲနော်ဘယ်လိုသိရမလဲဆိုလို့ရှိရင်ယောက်ျားတွေကတော့မှိုက်မှာပဲရှင်ပြုရကတင်ရတာမိမိမှာဆံပင်မွေညင်းခြေသက်လက်သက်သွားအရေးလို့ခန္ဓာကိုယ်အပြင်ဖြစ်မှာ၅မျိုးမရှိဘူးလားဒါတစ္ဆအပြင်စကားကမ္မထမ်းခေါ်တာဘက်ထဲမှာဝမ်းထဲမှာအောင်ပြုကြည့်ပေါ့အသေးတော့နှလုံးတို့ကြောက်ကဲတော့အဖြင်းတို့ကျင်ကြီးတို့ကျင်ငယ်တို့မြားစွာနဲ့တို့တထွေးတို့ဒီအများကြီးရှိတယ်မို့လားရဲ့ဒါအောင်မရောက်နိုင်လဲအပြင်ရှိတယ်လေအောင်ရောက်ဆံပင်မွေညင်းခြေသက်လက်သက်သွားအရေးဟောဒါတစ္ဆပင်စကားဆိုတာသဘောထားပါတော့မိမိရဲ့ခြေသက်ပဲဖြစ်သူတစ်ပါးရဲ့ခြေသက်လက်သက်ပဲဖြစ်ကိုထမင်းစားနေတဲ့ဟင်းကောင်းတဲ့ကိုတကယ်လို့ကြာလာလို့ရှိရင်ဒီဟင်းကောင်းနဲ့ထမင်းစားနေတဲ့အစာကိုမိမိတို့နေစားချင်ပါမလားခြေသက်လက်သက်ဟာကောင်းကြောင်လို့လားမကောင်းကြောင်လို့လားမကောင်းတာအတုပါလို့ခေါ်တာပဲပါဠိစကားနော်အဲ့လိုသိရမှာမိမိခန္ဓာမှာရှိတဲ့အရေးပြားရှိတယ်ကြည့်လဲမြင်ရတာပဲအဲ့ဒါမတဏှာစုပ်ပြက်ပြီးမှသူတစ်ပါးရဲ့အရေးပြားပဲဖြစ်ကိုယ်အရေးပြားပဲဖြစ်ကိုစားတဲ့ထမင်းတဲ့ကိုလာပြီးမှကြာလာတယ်ဆိုဒီထမင်းဆက်ပြီးမှစားချင်မှာမလားဒါအတုပါမတင့်တယ်လို့ပါတုပါတင့်နေတာအတုပါမတင့်နေတာနော်အဲ့ဒီလိုဒါနကိုလည်းအနိခန္ဓာ၅ပါးယုံနဲ့တရားတို့အပေါ်မှာအနိစ္စလို့လည်းဘာလို့မလဲရှုရမှာဒုက္ခလို့လည်းဘာလဲရှုရမှာအနတ္တလို့လည်းဘာလဲရှုရမှာအနိစ္စဒုက္ခအနတ္တလည်းရှုစွမ်းနိုင်လို့ရှိရင်ယံကအတုပကမ္မထမ်းလည်းဘာလို့မလဲရှုရမယ်အဲ့လိုရှုမှသာလျင်လောဘဆိုတဲ့မိဒေါသဆိုတဲ့မိမောဟဆိုတဲ့မိဟာပါသွားတာဗျအဲ့လိုပါပြီးမှနောက်ပိုင်းကုန်ခန်းတာပျောက်သွားတာပျောက်သွားမှပဲယဟန်နဲ့ယောက်ျားယဟန်နဲ့မိန်းမဖြစ်ပြီးမှနိဗ္ဗာန်မျက်မှောက်ပြုမှာနော်အဲ့လိုလောဘဒေါသမောဟမပါဘဲနဲ့မကုန်ခန်းပဲနေတော့ယဟန်နဲ့ယောက်ျားယဟန်နဲ့မိန်းမဖြစ်လို့နိဗ္ဗာန်မျက်မှောက်ပြုပါမလားမပြုဘူးမပြုလို့ရှိရင်အဲ့ဒါလောဘဆိုတဲ့မိယာကလို့လည်းခေါ်တော့ပါလောဘဆိုတဲ့မိဒေါသဆိုတဲ့မိမောဟဆိုတဲ့မိအကြောင်းမိဘယ်နှမျိုးရှိရလဲ၃မျိုး
လောဘမီဒေါသမီမောဟအကြောင်းမီဘယ်နှမျိုးရှိလဲ၃မျိုးအကြောင်းရှိလို့ရှိအကျိုးမရှိဘူးလားရှိတယ်အဲ့ဒါ၃မီတာမငြင်းရင်ဇာတိမိကဝန်းနဲ့ပြိတ္တနေနေအောင်မှာစရာအိုရအောင်မှာမရဏတေရအောင်မှာတောကဆိုရင်အောင်မှာပရိဒီဝငိုကြွေးအောင်မှာဒုက္ခကိုဆင်းရဲအောင်မှာဒေါမနတဆင်းရဲအောင်မှာဥပါယတာကိုရောစိတ်ရောပင်မရအောင်မှာအကြောင်းတရားက၃ချက်အကျိုးတရား၈ချက်၃နဲ့၈နဲ့ပေါင်း7မိ7ပါးလောင်မှာပါလူဘဝရလည်းမိ7ပါးလောင်မှာပါနဲ့ခွေကြောင်ကျဲဝဲဒါတွေရလည်းပါလဲမိ7ပါးလောင်မိ7လောင်လို့ကင်းပါမလားရဲ့မကင်းဘူးဒီဟာယုတ်တရားနဲ့တရားတော့အပြည့်သက်ခြုံငိမ့်တဲ့နိဗ္ဗာန်ရောက်မှသာလေရင်ဘာဖြစ်မှာလဲမိ7ပါးငိမ့်မှာဒါတော့အကြောင်းမီ3ချက်ငိမ့်ဖို့ရေးမကြည့်ဘူးလားအကြောင်းမီ3ချက်ငိမ့်အကျိုးမီ10မျိုးကအလိုလိုငိမ့်တော့မသွားဘူးလားသွားဒါလေးကိုသိပြီးမှမခဲရင်ပါဘူးသွားရင်လာရင်နဲ့လွယ်တဲ့နိဗ္ဗာန်ကွာခုနဆောင်းမုံတဲမှာဖြစ်ဖြစ်ယုံနံအနိစ္စယုံနံဒုက္ခယုံနံအနတ္တဒီလိုမှမလုပ်ချင်သေးရင်ခန္ဓာအနိစ္စခန္ဓာဒုက္ခခန္ဓာအနတ္တလို့အဲ့လိုနှလုံးသွင်းရမှာနော်အဲ့ဒါဆိုလို့ရှိရင်ဘယ်တော့မှမမိတ်တဲ့အပ္ပမဒတရားထဲမှာနာမည်3ဆိုတဲ့ဘာဝနာကမ္မထကုတုရမသွားဘူးလားရသွားအောင်မိဒီငြိမ့်လို့ဘုနာတိလွတ်တဲ့နိဗ္ဗာန်ရောက်ဖို့အတွက်ဒီနေ့အလုတကတော်မှာအများရောတရားနာပရိသတ်အားလုံးရောကိုယ်စိတ်နဲ့ဗျာကြမ်းကြမ်းမာချမ်းသာသာဒွိဥပအနဲ့ကင်းစွာနဲ့မြတ်စွာဘုရားနေပြီးမှကောသလမင်းကြီးဟောတဲ့အပ္ပမနာတုတ်တန်ထဲမှာပါတဲ့အတိုင်းဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဆိုတော့ဘယ်တော့မှမမေ့ရတဲ့အပ္ပမနာတရား၃မျိုးကိုအခြေအမြင်10မျိုးကိုကြင်ကြံပွားများအထုံးနိုင်ကြပါစေကြင်ကြံပွားများအထုပ်တည်အားလျော်စွာတန်တရားမရှိဘဲနဲ့တန်တရားတူစွာနဲ့အိုနာတည်တဲ့နိဗ္ဗာန်ကိုရလွယ်ရောက်လွယ်မြင့်မောက်ပြုလွယ်နိုင်ကြပါစေကုန်တည်း